ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့ရင်းမာပင်တပ်ရင်း20မှာအမျိုးသမီးရဲဘော်တယောက်မဒင်းကျင့်ခံရမှုနဲ့ပတ်သက်ပြီးတော့ကျူးလွန်သူတွေကိုထိရောက်စွာအရေးယူပေးကြဖို့အမျိုးသမီးအဖွဲ့16ဖွဲ့က NUG ထံကိုအိတ်ဖွင့်ပေးစာပေးဖို့ကတောင်းဆိုလိုက်ပါတယ်။စကိုင်းတိုင်းရင်းမာပင်ခရိုင်တပ်ရင်း20မှာဖြစ်ပွားခဲ့တဲ့အမျိုးသမီးရဲဘော်တယောက်မဒင်းကျင့်ခံရမှုနဲ့ပတ်သက်ပြီးကျူးလွန်သူတွေကိုထိရောက်စွာအရေးယူပေးဖို့နဲ့နင်နာသူမိသားစုရဲ့လုံခြုံရေးကိုတာဝန်ယူပေးဖို့အတွက်အမျိုးသမီးနဲ့ဂျန်ဒါဒန်းတူရေးအဖွဲ့16ဖွဲ့ကအမျိုးသားညီညွတ်ရေးအစိုးရ NUG ထံမှမတ်လ10ရက်နေ့ကအိတ်ဖွင့်ပေးစာပေးဖို့ကတောင်းဆိုလိုက်ပါတယ်။ဒီစာကို NUG ရဲ့ယာယီသမ္မတဒူဝါလရှိလာထံတိုက်ရိုက်လိပ်မှုပြီးပေးပို့လာတာဖြစ်ပြီးပြစ်မှုကျူးလွန်သူတွေအနေနဲ့ပြည်ထံကနေကင်းလွတ်ခွင့်မရရှိစေဖို့အတွက်ကာကွယ်ရေးဝန်ကြီးဌာန MOD အနေနဲ့တာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့ကန့်တွေဖြည့်ရှင်းပေးဖို့အလေးအနက်တိုက်တွန်းထားတာပါအမျိုးသမီးအဖွဲ့တွေရဲ့တောင်းဆိုချက်အထက်မှာမတိမ်မှုဖြစ်စဉ်မှာပါဝင်ပတ်သက်နေတဲ့တရင်မှုနဲ့ကျူးလွန်သူအားလုံးကိုရှက်ရှင်းထိမ့်သိမ်းပြီးတာဝန်ကနေရန်နာထားဖို့လည်းပါဝင်ပါတယ်ပဋိပက္ခအတွင်းဖြစ်ပွားနေတဲ့လိမ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေဟာဆေးရဆိုးမှုနဲ့လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ပြစ်မှုတွေဖြစ်တာကြောင့်ဘလို့အဖွဲ့အစည်းမျိုးကကျူးလွန်သည့်ဖြစ်စဉ်ဗလိုက်မှုမရှိဘဲအမှန်တရားအတိုင်းဖော်ထုတ်သွားမယ်လို့လည်းအိတ်ဖွင့်ပေးစာမှာဖော်ပြထားပါတယ်။ဒါအပြင်ပြီးခဲ့တဲ့2025ခုနှစ်အတွင်းကလည်းရင်းမာပင်တပ်ရင်း20မှာအလားတူဖြစ်ရမျိုးတွေရှိခဲ့ပေမဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာနဘက်ကထိရောက်တဲ့အရေးယူဆောင်ရွက်မှုတွေအားနည်းခဲ့တာကိုလည်းအဖွဲ့အစည်းတွေကထောက်ပြဝေဖန်ထားပါတယ်ရှင်။